အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီရစာဖြစ်ပါတယ်ဗျကျွန်တော်တို့ပေါ့နော်ဒီအပိုင်းနဲ့ပေါ့နော် customer တွေအားလည်းအားနာပါတယ်ဒါကျွန်တော်တို့ဒီမှာလာမေးတဲ့လူတွေပေါ့နော်ဟာ mini pro လေးလိုချင်လို့ဝယ်ချင်လို့ပေါ့နော်ပြောကြတယ်ဒါပေမဲ့ကျွန်တော်တို့လက်ထဲမှာပေါ့နော်ဒါအရန်ရောင်းရတယ်ပေါ့နော်ရောင်းရတော့ကျွန်တော်ဒီမှာပစ္စည်းကုန်သွားတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီနေ့မှပေါ့နော်ကျွန်တော်ပစ္စည်းလေးပြန်ဝင်လာပါတယ်ခင်ဗျပစ္စည်းလေးတွေလုံလောက်ပြန်ရပါပြီလိုချင်တဲ့လူတွေမှာုံလို့နိုင်ပါတယ်နော်မှာုံနိုင်ပါတယ်ကျွန်တော်တို့ဒီဒါပေါ့နော်ကျွန်တော်တို့ရောင်းချပေးနေတဲ့ဒီ Atom Fiber Internet DST Plus ဆိုတဲ့ဒါ Facebook page ကို TikTok channel ကိုကကျွန်တော်တို့ဒါ Atom Business ကနေပြီးတော့တရားဝင်ခန့်အပ်ထားတဲ့ဝန်ထမ်းတွေကနေဓာတ်ရိုက်ရောင်းချပေးတာဖြစ်တဲ့အတွက်ဒီ Atom Mini Pro ပေါ့နော်ဒါဆက်လေးတွေကိုကျွန်တော်တို့ရုံးစီဒါ official priceဆက်တီးတန်3,500ကျပ်ထဲနဲ့ဝယ်လို့ရရှိမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကတ်နဲ့ဆက်နဲ့ပေါ့နော် Atom Flexi နဲ့ကတ်နဲ့တွဲယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီမှာပေါ့နော်ဒါဘယ်လောက်နဲ့ရမလဲဆိုတော့ဒါ3,900ကျပ်နဲ့ဝယ်လို့ရရှိမှာဖြစ်ပါတယ်ခင်ဗျဒီကောင်လေးကကျွန်တော်တို့ဘက်ထရီရဆိုရင်ကျွန်တော်တို့ပေါ့နော်3000 mAh ပါပါတယ်เนาะအဲ့တော့ non stop သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ6နိုင်လောက်လဲဒါအသုံးပြုလို့ရတယ်အဲ့အပြင်မှာအာမခံလည်းပေါ့နော်ကျွန်တော်တို့အတန်ဘက်ကနေအာမခံဒါ6လတိတိပေးထားတယ်ပေါ့နော်အာမခံ6လပါပါတယ်ခင်ဗျာအဲ့တော့လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ကျွန်တော်စီမှာဝယ်လို့ရရှိပြီပေါ့နော်အဲ့ပြီးတော့ကျွန်တော်မြန်မာတနိုင်ငံလုံးကိုလည်းပစ္စည်းအောင်ငွေချေစနစ်နဲ့ပို့ဆောင်ပေးပါတယ်ခင်ဗျာရန်ကုန်မြို့တွင်းကိုလည်းပစ္စည်းအောင်ငွေချေစနစ်နဲ့အမြန်ဆုံးလေးပို့ဆောင်ပေးပါတယ်ခင်ဗျအဲ့ဒီ display ပိုင်းလေးတွေဆိုရင်လည်းကျွန်တော်တို့ပေါ့နော်ဒါအရင် mini pro တက်စားလို့ရှိရင်အများကြီးပြောင်းလဲသွားပါတယ်နီးပညာမှာဆိုလည်းကျွန်တော်တို့အသုံးပြုပေးထားတာကဒါ mini pro ကကြတော့အရင်လိုမဟုတ်တော့ဘူးပေါ့နော်ဒါအရင်တော့ဆိုတော့ကျွန်တော်တို့ wifi 4ပဲသုံးပေးထားတာဒါပေမဲ့အခုကကြတော့ wifi 6နီးပညာကိုသုံးပေးထားတာဖြစ်ပါတယ်ခင်ဗျ wifi 6နီးပညာကိုသုံးပေးထားတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ဒါဒီ wifi ဆက်အသေးဆိုပေမဲ့လည်းပေါ့နော်ဒီ router အနီးနီးကိုမှကျွန်တော် line ဆွဲအားလွှင့်အားတွေအရင်ကောင်းပါတယ်เนาะအဲဒါကြောင့်မို့လို့ကျွန်တော်တို့ပေါ့နော်သွားလေးရတဲ့ယူအသုံးပြုခြင်းတဲ့လူတွေပေါ့နော်နေရာလေးမှာ wifi လေးနဲ့ချိတ်ပြီးတော့ smart ကြအသုံးပြုခြင်းတဲ့လူတွေအတွက် wifi ဒါအိတ်ဆောင် portable pocket wifi mini pro လေးတွေပြန်ရောက်ပါပြီခင်ဗျာမှိုင်လို့ရရှိပါပြီเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ